အားလုံးပဲမင်္ဂလာပါဝဲတန်းဒီစီရင်စာပေမှာကြိုဆိုပါရစေဒီနေ့မှာတော့ဝဲတန်းမှာရရှိနိုင်မဲ့ပစ္စည်းလေးတွေကိုတူတူလိုက်ကြည့်လိုက်ရအောင်ပါ This is very so funny. brand မျိုးစုံနဲ့ကိုစက္ကန့်လက်တော့တွေကိုလည်းအာမခံလျှောက်လာပေးထားတဲ့အပြင်ကိုမှအစမ်းသုံးခွင့်10ရက်ပါပေးထားပါသေးတယ်မနူလက်တော့တွေမှာ RTA 2050ကနေ5050ထိပါတဲ့လက်တော့တွေကိုလည်းရရှိနိုင်ပါတယ်ဒါအပြင် lower class spec တွေကိုပြောပြီးတော့လည်း pre order မှာယူလို့ရပါတယ်လက်တော့ brand မျိုးစုံအတွက်ကိုလည်း adapter size ခေါင်းမျိုးစုံကိုလည်းရရှိနိုင်ပါတယ်လက်တော့တွေ desktop တွေအတွက်စားပစ်လိုအပ်ခဲ့ရင်လည်းစားပစ်ပါရနိုင်ပါတယ်